တနင်္ဂနွေနေ့မွေးသူများအတွက်2026ခုနှစ်6လပိုင်း1ရက်နေ့မှ9ရက်နေ့ထိတပတ်စာမြန်မာပြည်တွင်ဟောစာတမ်းဒီတပတ်မှာတနင်္ဂနွေနေ့မွေးသူတွေအတွက်အလုတ်ကင်နဲ့ငွေကြေးပိုင်းမှာတိုးတက်မှုတွေမြင်လာရမယ့်အချိန်မှာအရင်ကစူးစမ်းထားတဲ့အရာတွေအကျိုးရလာနိုင်ပါတယ်။တနင်္ဂနွေနေ့မွေးသူများအတွက်အလုတ်စီးပွားရေးကတော့လုပ်ငန်းပိုင်းမှာအခွင့်အရေးအသစ်တွေဝင်လာနိုင်ပါတယ်။လူကြီးသူမတွေရဲ့ယုံကြည်မှုကိုရလာနိုင်ပြီးယာတုတိုးခြင်းတာဝန်ကြီးရခြင်းမျိုးကြုံနိုင်ပါတယ်။ဒါပေမဲ့စကားအပြောအဆိုတတိထားဖို့လိုပါတယ်။တနင်္ဂနွေနေ့မွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံကောင်းပြီးအပိုဝင်ငွေတွေရလာနိုင်ပါတယ်။ အွန်လိုင်းလုပ်ငန်းအယောင်းဝယ်လုပ်သူတွေအထူးကံကောင်းနိုင်ပါတယ်။ဒါပေမဲ့မလိုအပ်တဲ့အသုံးစရိတ်တွေများနိုင်ပါတယ်။တနင်္ဂနွေနေ့မွေးသူများအတွက်အခြေရေးကတော့စင်ကူတွေအတွက်လူသစ်တစ်ယောက်နဲ့နီးစပ်လာနိုင်ပါတယ်။ချစ်သူရှိသူတွေကတော့အချင်းချင်းနားလည်မှုပိုမိုတိုးလာမယ့်အချိန်မှာအနာဂတ်အတွက်ဆုံးဖြတ်ချက်ကောင်းတွေချနိုင်ပါတယ်။တနင်္ဂနွေနေ့မွေးသူများအတွက်ကျန်းမာရေးကတော့အပူများခြင်းခေါင်းကိုက်ခြင်းနဲ့အိပ်ရေးမဝတာတွေသတိထားပါရေများများတောက်ပြီးအနားယူဖို့လိုပါတယ်။တနင်္ဂနွေနေ့မွေးသူများအတွက်ရှောင်ရန်ကတော့ဒေါသနဲ့စကားပြောခြင်းငွေကြေးအာမခံပေးခြင်းအလင်းလိုဆုံးဖြတ်ချက်ချခြင်းတို့ရှောင်ပါတနင်္ဂနွေနေ့မွေးသူများအတွက်ဆောင်ရန်ကတော့တနင်္ဂနွေနေ့မှာအနီရောင်ပန်းလူပါမိဘနဲ့ဆရာသမားကိုကြော့ပါအနီရောင်အသုံးဆောင်လေးဆောင်ပါကံကောင်းစေသောအယောင်တွေကတော့အနီရောင်လိမ္မော်ရောင်တို့ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍတွေကတော့တလေးကိုကဏ္ဍတို့ဖြစ်ပါတယ်ကံကောင်းစေသောနေ့တွေကတော့ဗုဒ္ဓဟူးနေ့မှာကံကောင်းစေပါတယ်ဒီတစ်ပတ်မှာစိတ်ရှည်ပြီးကြိုးစားနိုင်ရင်အောင်မြင်မှုကြီးတွေရရှိလာနိုင်တဲ့အချိန်မှာအခုလိုတပတ်စာပေတင်ဟောချက်တွေကြည့်ချင်ရင် like follow လုပ်ထားဖို့မမေ့နဲ့နော် subscribe လည်းလုပ်ပေးခဲ့ပါဦး